Hello ကျွန်တော်ဒီနေ့ကျွန်တော်မြန်မာဝတ်စုံဝေးရတာကြိုက်တဲ့ကောင်းမလေးတွေအတွက်ကျွန်တော်လက်လက်ဆက်ဆက်ဝယ်လာတဲ့မြန်မာဝတ်စုံလေး၅စုံကို try ဟောင်းလေးလုပ်ပြီးတော့အကြိုက် like rating လေးပြီးသွားပါမယ်ဆိုတော့ let's go အရင်ဆုံးလူငယ်ဆန်တဲ့ design လေးနဲ့စလိုက်ပါမယ်ဒါလေးကိုတော့ကျွန်တော်တော်သဘောကျလို့ယူလာတာသူ့ color လေးရော design လေးရောကျွန်တော်သဘောကျရယ်ပေါ့နော်အယောင်လေးကအယောင်နုတဲ့အဝါဖောက်ဖက်ကလေးသွားတယ်အနောက်မှာကျတော့ zip တက်ပေးထားတယ်အဲ့ zip ကိုပလဲလုံးလေးလည်းပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးလည်းသဘောကျရယ်ပြီးတော့ခါတိန်တာဖြစ်တဲ့အတွက် body shape လေးလည်းပေါ်ရယ်ပေါ့နော်ပြီးတော့အဲ့ပေါ်မှာဒီလိုပလဲလုံးတတိလေးတက်ပေးထားတယ်ဆိုတော့ classic and elegant vibe လေးရတယ်လက်မှာလည်းအတွန့်တုံလေးထည့်ပေးထားမို့လို့ cute vibe လေးပါတခါရေးရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုတော့ကျွန်တော်10 out of 10 rating ပေးလိုက်ပါမယ်ဒီ design လေးကတော့စောနာထပ်ပို့ပြီးတော့လူငယ်ဆန်တယ်ပေါ့နော်သူကဇာအောက်မှာလည်းပလဲလုံးလေးထည့်ပေးထားတယ်ပြီးတော့အနောက်မှာကြောပေါက်ပုံစံလေးပေါ့နော်အကယ်၍ကိုကမြန်မာဝတ်စုံလေးဝတ်ချင်တယ်ဒါပေမဲ့ design ဆန်းတာလေးလည်းလိုချင်တယ်အလန်းလေးလည်းဖြစ်ချင်တယ်ဆိုလို့ရှင်တော့ဒါလေးကတင့်တော်မယ်တင်တယ်ကျွန်တော်ကတော့ဒါဝတ်မယ်ဆိုလို့ရှင်အနောက်မှာသပင်ချပြီးတော့ဝတ်ဖြစ်မလားမသိဘူးဒါပေမဲ့ကျွန်တော်ဒီ design လေးကကျွန်တော်စီမှာမရှိတာရောပြီးတော့ဖတ်ဖူးရအောင်အနုလေးကိုကြိုက်တာရောပြီးတော့သူကထားသွားလာသွားကနေပွဲတက်တင်တာဘာဒီလောက်အထိကိုဝတ်လို့ရတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒါလေးကိုယူလိုက်တယ်သူ့ကိုတော့ကျွန်တော် rating ကို8 out of 10လေးပေးလိုက်ပါမယ်ဒါလေးကတော့ outfit 3ပါသူကအလင်နာလေးမှာပလဲလုံးလေးပါတယ်ပြီးတော့ neckline ရလည်းကျွန်တော်မြင်ဘူးတလောက်တော့ဒီလိုပုံစံလေးကနည်းနည်းရှားရတယ်ပေါ့နော်အယောင်လေးကလည်းဘာကန်ဒီအယောင်လေးဆိုတော့လူကြားထဲမှာထင်းမဲ့အယောင်လေးဇာလက်ရှည်လေးနဲ့ဆိုတော့ကျွန်တော်ထင်တာရင်းချက်တဲ့မမရင်းနဲ့ဆိုရင်ပို့ပြီးလိုက်မလားမသိဘူးသူ့ပုံစံကအရင်လည်းမယွတ်လွန်းအရင်လည်းမဆန်းလွန်းဆိုတော့ဘယ်နေရာတောက်ဝစ်လို့ suitable ဖြစ်တယ်ပေါ့နော်တမိန်အောက်နားလေးမှာလည်းပလဲလုံးလေးတွေထပ်ထည့်ပေးထားတယ်သူ့ကိုတော့ကျွန်တော် rating 8 out of 10ပေးလိုက်မယ်ဒါလေးကိုရောဘယ်လိုထင်ကြလဲကျွန်တော်ရောကြိုက်တာလေးပဲရွေးဝယ်လာလို့လားမသိဘူးအကုန်လုံးကိုကြိုက်နေရပဲဒါလေးက cute vibe လေးလည်းအပြည့်ပေးရပေါ့နော်ပြီးတော့သူကလက်ရှည်အကြီးလေးဆိုတော့ဝေးရတာလည်း flexible ဖြစ်တယ်ကျွန်တော်ဒါလေးကိုစုပေးပွဲမှာဝတ်ဖို့အတွက်လေးရှားထားရပေါ့နော် rating ကတော့7 out of 10ပါနောက်ဆုံးဟာလေးကတော့ကျွန်တော် casual ဝတ်ဖို့ဝယ်လာတာလေးပေါ့နော်ပုံစံလေးကလည်းမြင်ရတဲ့အတိုင်းရိုးလေးဒါပေမဲ့အယောင်လေးကိုတော့ကျွန်တော်သဘောကျတယ်ကျွန်တော်ကအယောင်နုကြိုက်တဲ့သူဆိုတော့လေခါမှာကြိုးချီရတဲ့ဟာလေးကလည်း body shape ကိုပိုပေါ်စေရပေါ့နော်သူ့ကိုတော့6 out of 10ပေးလိုက်မယ်အကုန်လုံးထဲမှာကျွန်တော်နဲ့အလိုက်ဆုံး outfit လေးကိုရွေးခဲ့ပြီနော် see you